အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာဗမော်သိန်းဖေရေးသားထားတဲ့မျှဝေလို့တော့အတွေးများဆိုတဲ့စာအုပ်ထဲကမှအမြဲတမ်းကန်ဆိုးနေတယ်ဆိုတာမရှိပါဘူးတော့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်တချို့ကပြောကြတယ်ငါနဲ့တသက်လုံးကန်ဆိုးလိုက်တာတဲ့ဒီစကားကိုကျွန်တော်လက်မခံပါလောကကြီးမှာအမြဲတမ်းကန်ဆိုးနေသူမရှိသလိုအမြဲတမ်းကန်ကောင်းနေသူဆိုတာလည်းမရှိပါဘူးဘာကြောင့်လဲဆိုတော့လောကကြီးမှာအဖြူနဲ့အမဲအမှောင်နဲ့အလင်းရိုးသားခြင်းနဲ့ကောက်ကျစ်ခြင်းလူကောင်းနဲ့လူဆိုးကံကောင်းခြင်းနဲ့ကံဆိုးခြင်းဆိုတဲ့ဆန့်ကျင်ဘက်တွေဟာအမြဲတွန်တွဲနေတတ်ပါတယ်အဲ့ဒီနှစ်ခုတည်းကကောင်းတာတစ်ခုကိုပဲလိုချင်တာမရပါဘူးဒါဟာလောကရဲ့အမှန်တရားပါဒါဆိုရင်စောစောကလူကဘာလို့တသက်လုံးကံဆိုးတယ်လို့ပြောရတာလဲတကယ်တော့သူ့ဘဝမှာကံကောင်းတာတွေလည်းရှိခဲ့မှာပါဒါပေမဲ့သူကံဆိုးတာကိုပဲတွေးနေတော့ကံကောင်းတာကိုဘယ်မြင်မှမလဲဒီနေရာမှာကျွန်တော်ဘဝအကြောင်းနည်းနည်းပြောပြချင်တယ်ကျွန်တော်ဟာ9တန်းနှစ်စတက်စဉ်မှာ TB ယောဂဖြစ်တယ်ဆရာဝန်က2လလောက်ကြောင်းမတက်ပဲအိမ်မှာပဲအနားယူခိုင်းတယ်ကျွန်တော်ကိုအနားယူစေခြင်းတလို့ကျောင်းကတခြားကျောင်းသားတွေကိုယောဂကူးစက်မှာကာကွယ်ခြင်းလို့လည်းဖြစ်ပါပါကျွန်တော်ဘဝဟာကဘာကြီးပြတ်တယ်လို့ခံစားရတယ်အသက်73-14နှစ်လောက်ကျောင်းမှာစာသင်ရတာပျော်တယ်မုတ်စားလွတ်တဲ့ချိန်အတန်းသားတွေနဲ့ပျော်ပျော်ပါးပါးကစားနေရတာညနေဆိုရင်ဘောလုံးကန်နေရတာဒါတွေကိုမလုပ်ရပဲအိပ်ရာထဲမှာအချိန်ပြည့်နားနေလို့စိတ်သက်တွေအကြီးကျယ်ကျသွားတယ်အိပ်ရာထဲမှာလည်းနေရတာတနေ့လုံးဘာမှမလုပ်အောင်အိပ်ရာပေါ်ကဆင်းတစ်ခုခုလုံးမယ်ဆိုရင်အမေနဲ့အမအိပ်ရာပေါ်အတင်းတက်ခိုင်းပြီးလှဲနေခိုင်းတာပဲစိတ်ညစ်လိုက်တာမပြောပါနဲ့တော့ဘာမှလုပ်စရာမရှိတော့အိမ်မှာရှိတဲ့မြရီရှုမဝသွေးတောက်ငွေတာရီမဂဇင်းအဟောင်းတွေစဖတ်တယ်ငယ်ကလေးကရွှေသွေးကလေးကြနဲ့ပုံမြင်စာအုပ်တွေပဲဖတ်နေခဲ့တာအမေက4တန်းအထိကျောင်းနေဘူးပဲမဲ့အိမ်မှာလစဉ်မဂဇင်းအစုံဝယ်ထားပေးတယ်အမတွေကလည်းခင်နှင်းယူဂျာနယ်ကျော်မမလေးစတဲ့မြန်မာဝတ္ထုစာအုပ်တွေဝယ်ထားတယ်အကူကတော့အထုပ်ပတိစာအုပ်လင်းယုံမောင်မောင်မြသားနှင်းတို့ရေးတဲ့ဘာသာပြန်စုံနှောင်းတဲ့စစ်ဝတ္ထုတွေဝယ်ထားတယ်အိမ်မှာစာကြည့်တိုက်နေပါစာအုပ်တွေရှိတယ်2လအတွင်းမှာအဲ့ဒါတွေအားလုံးကျွန်တော်ဖတ်လို့ကုန်သွားတယ်စာအုပ်ဆိုင်ကစာအုပ်တွေဝယ်ပြီးဖတ်တယ်ပြန်ကြားရေးစာကြည့်တိုက်ကစာအုပ်တွေငှားဖတ်တယ်ကြားတော့ပြန်ကြားရေးစာအုပ်တိုက်ကစာအုပ်တွေမဖတ်ဘူးတာမရှိတော့ဘူးပြီးမိုးနေ့ရဲ့တက်ကြမ်းအားလုံးကိုလည်းဖတ်တယ်စာဖတ်တဲ့အချိန်အဲ့အချိန်ကစာပြီးတရေတီခဲ့တယ်ထင်ပါတယ်2လလောက်ကြောင်တော့ကျောင်းပြန်တက်တယ်ဆရာဝန်ကပြင်ပမမလုပ်ရဘူးဆိုလို့ကျောင်းကပြန်လာရင်မကစားရတော့ဘူးကျောင်းစာတွေလုပ်တယ်စာလုပ်ပြီးအချိန်အားပြီဆိုရင်ဝတ္ထုစာအုပ်တွေဘာသာပြန်စာအုပ်အထူကြီးတွေအထုပ်ပတ္တိနိုင်ငံရေးစာအုပ်တွေဖတ်တယ်9တန်းကျောင်းသားတယောက်ဟာတကယ်စာကြီးပေကြီးတွေဖတ်နေတယ်ဆိုတာကိုတောင်အံ့ဩမိတယ်တူတူပြောရရင်ငယ်ကလေးကအတန်းထဲမှာအမြဲတမ်းအဆင့်20အောက်မှာရှိနေခဲ့တဲ့ကျွန်တော်ဟာအပြင်မှာဘောလုံးကန်တာဆော့ကစားတာမလုပ်ရလို့ကျောင်းစာတွေဖိလို့ရင်းနဲ့9တန်းမှာကျောင်းသား40မှာပထမဆင်းရတယ်အားတက်သွားလို့ဆက်ကြိုးစားရင်10တန်းနှစ်မှာဗမော်ခရိုင်လူရည်ကျွန်းအရွေးခံရပြီးငပလီအပန်းဖြေစကန်ကိုရောက်ခဲ့တယ်10တန်းအောင်တော့စေတက်ကတူတက်ဖို့အမှတ်မိပေမဲ့အင်ဂျင်နီယာလိုင်းအောင်သဘောကျလို့စက်မှုတက်ကတူတက်တယ်ဘီးပွဲရပြီးအစိုးရအလုပ်ကို10နှစ်လုပ်တယ်နောက်ဆုံးစင်ကာပူမှာအနှစ်အစိတ်လောက်အလုပ်လုပ်ခဲ့တယ်အခုတော့အလုပ်ကအနားယူလိုက်ပါပြီကျွန်တော်ဘဝကိုပြန်တွေးကြည့်မယ်ဆိုရင်9တန်းနှစ်မှာ TB ယောဂဖြစ်တော့ငါးလောက်ကန်ဆိုရတဲ့ဒီလောကမှာမရှိဘူးလို့ထင်ခဲ့တယ်ဒါပေမဲ့အခုကျတော့တမျိုးတွေးမိပြန်တယ်ဒီယောဂသာမဖြစ်ခဲ့ရင်ငါ9တန်းမှာပထမစဉ်ရပါမလား10တန်းနှစ်မှာလူရည်ကျွန်းဖြစ်ပါမလား10တန်းအောင်အောင်ပါမလားအင်ဂျင်နီယာတယောက်ကဖြစ်လာပါမလားနိုင်ငံခြားကုမ္ပဏီမှာအလုပ်လုပ်ခွင့်ရောရပါမလားအခုလိုတုဒ္ဒစာပေစာရေးဆရာတယောက်ဖြစ်လာပါမလားစတာတွေတွေးမိတယ်အဲ့ဒါတွေဖြစ်ချင်လဲဖြစ်မယ်မဖြစ်ချင်လဲဖြစ်လာမှာမဟုတ်ဘူးတေချာတာငငယ်ကဒီပြောကမဖြစ်ခင်ဒီလိုဘဝမျိုးဖြစ်လာမှာမဟုတ်ဘူးလက်ရှိဘဝကိုအားရကျဉ်းတယ်ဒါတွေကိုရေးပြရတာကိုရေးသွေးပြတာမဟုတ်ဘူးအမြဲကန်ဆိုးနေရဆိုတာမရှိဘူးဆိုတာတကယ်အဖြစ်ပြက်နဲ့ပြောပြတာပါအချုပ်အားဖြင့်ပြောပြချင်တာကလောကမှာတသက်လုံးကန်ဆိုးနေရဆိုတာမရှိပါဘူးကံကောင်းတာလည်းရှိတတ်ပါတယ်ကံကောင်းတာတွေကိုမြင်အောင်ကြည့်တတ်ဖို့ပဲလိုပါတယ်ကျေးဇူးတင်ပါတယ်